2025ခု3လပိုင်းပေါ့ဗျာ4လပိုင်းပေါ့ဗျာ AB လတင်းနှင်းလာသားသမီးတွေရဲ့တလသာကံကြမ္မာများကိုစတင်တင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာမင်္ဂလာပါဗျာရောဘော channel ရဲ့ကြိုးဆိုပါတယ်ကျွန်တော်ရောဘော channel ရဲ့လောကချမ်းသာတလသာရေရများစတင်တင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာဒီနေ့တင်ပြပေးမဲ့နေသားတွေတော့တင်းနှင်းလာသားသမီးများဖြစ်ပါတယ်2025ခု3လပိုင်းပေါ့ဗျာ4လပိုင်းပေါ့ဗျာ AB လတင်းနှင်းလာသားသမီးတွေရဲ့တလသာကံကြမ္မာများကိုစတင်တင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာတင်းနှင်းလာသားသမီးတွေကတော့ဒီအချိန်မှာဘာတွေဖြစ်တုံတိုက်ထဲကနေပြီးတော့ပုတုကိုကူးတဲ့ကာလမျိုးဒါကြောင့်တိုက်ထဲမှာAB 4လပိုင်းအတွင်းမှာ15ရက်လောက်အတွင်းမှာတိုက်ထဲမှာရောက်ပြီးလက်ရှိအိုးရင်လောက်ကိုင်းတဲ့ပတ်သက်မှာတည်ငြိမ်နေပြီးတော့15ရက်ကျော်တဲ့အခါမှာပုတုကိုပြောင်းသွားတဲ့ကွယ်ရုပ်ချီပြောင်းလဲမှုတွေကြုံတွေ့ရမယ့်ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်တင်းနှင်းလာသားသမီးအိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စမှာ4လပိုင်းလာသန်း15ရက်အတွင်းမှာတော့တည်ငြိမ်နေပြီး4လပိုင်း15ရက်ကျော်ရင်တော့လှုပ်ရှားမှုတွေကြုံတွေ့ရမှာဖြစ်ပါတယ်ကျောင်းတစ်ခုနဲ့ပတ်သက်လို့4လပိုင်း15ရက်ကျော်လို့ခင်ဗျာလှုပ်ရှားမယ်ဆိုလို့ရှိရင်တော့အိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့အသစ်တွေရမယ်ဆိုရင်တော့ဒီအချိန်မှာလက်မနေနဲ့ပြောင်းရွှေ့မယ်ဆိုရင်တော့တင်းနှင်းလာသားသမီးရဲ့ကံဒီနေ့တည်းမှာအထူးကောင်းမွန်မှာဖြစ်ပါတယ်ဗျာဒါကြောင့်တင်းနှင်းလာသားသမီးအားလုံးတို့ဒီအိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စမှာအဆင်မပြေတတ်ပါဘူးအဆင်မပြေတတ်တဲ့တင်းနှင်းလာသားသမီးအားလုံးတို့ဟာ4လပိုင်းတွင်မှာတော့ရာဟုတောင်အနောက်မြောက်တောင်လှည့်မြရေလေးကိုမျက်နှာလေးကိုတေးပြီးမှခင်ဗျဆူတော့မျက်နှာတေးရေလေးတွေမျက်နှာတက်တဲ့အခါမှာရာဟုတောင်အနောက်မြောက်တောင်လှည့်ပြီးမျက်နှာတေးမှတ်တာကို့မှာပိတ်ဆို့နေတဲ့အိုးရင်လုံကိုင်းများအမြန်ပွင့်သမ်းပါသည်ပိတ်ဆို့နေတဲ့အိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေပွင့်လန်းပါသည်အိမ်ဆိုနေတဲ့သားသမီးတွေပတ်သက်တဲ့အလုပ်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စပွင့်လန်းပါသည်ကြောင့်မျက်နှာတက်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တနင်္လာသားသမီးတွေရဲ့အိုးရင်အလုပ်ကိုင်းနဲ့ပတ်သက်တဲ့လောကချမ်းသာရေရာရပြောလို့ရှိရင်ရာဟုတောင်အနောက်မြောက်တောင်လှည့်ပြီးမျက်နှာတက်ယုံဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့အိုးရင်လောက်ကိုင်းများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာအဲ့လိုပွင့်လန်းတဲ့အတွက်စူတောင်းပြီးတဲ့ချိန်အားစပြီးတော့ကျွန်တော်တို့3နာရီရအပြင်ပြောရင်2ရက်နောက်ကျရင်8ရက်ဒီတဲ့နောက်ကျရင်တော့73ရက်အတွင်းအိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းပြီးဖြစ်ပါကြောင်းလောကချမ်းသာရေရာရဲ့အိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့တင်းနှင်းလာသားသမီးတွေအတွက်ကံများကိုတင်ပြပေးလိုက်ပါတယ်ဗျာမန်နီပတ်သက်တဲ့ပတ်သက်တဲ့ကိစ္စမှာကိုယ့်ရဒေတာမှုတဲ့ပတ်သက်တခြားရဒေတာမှာခင်ဗျငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာ15ရက်နောက်ပိုင်းမှာအလုံးနဲ့ခဲလိုက်ဝင်တတ်တဲ့ကာလမှုတွေဖြစ်ပါတယ်။ဒါကြောင့်ခင်ဗျာအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စငွေကြီးနဲ့ပတ်သက်တဲ့အစီအမံပြကြတဲ့တင်းနှင်းလာသားသမီးအားလုံးတို့ဒီတင်းနှင်းလာအရှိရကိုလှည့်ခင်မျက်နှာလေးကိုတစ်မျက်နှာလေးပဲတစ်မျက်နှာတစ်တဲ့ကိစ္စလေးပဲတစ်ခင်ဗျပိတ်ဆို့နေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်။အမြင့်တန်သေးမှတ်တာသုတော်နော်အဲ့ဒါကျွန်တော်တို့ဒီနေ့ပတ်သက်နဲ့ပတ်သက်တဲ့ခက်ခဲရှိတယ်ဗျာကျွန်တော်လိုအပ်နေတာပတ်စံဘလောက်ကျွန်တော်အကျွေးလေးပေးတရားရှိတယ်ပေးရမယ်အကျွေးရဘလောက်ရတဲ့ရှိတဲ့ပတ်စံတွေရှိတယ်ရတဲ့ရှိတဲ့ပတ်စံဘလောက်အဲ့ကိစ္စလေးတွေနဲ့ပတ်သက်တဲ့အဆင်ပြေခြင်းနဲ့ဗျာဆိုတဲ့အကြောင်းတင်းနှင်းလာအရှိရကိုလှည့်မျက်နှာလေးတစ်ပြီးဆူတောင်းမယ်ဆိုလို့ရှိရင်တော့အထူးတင်းနှင်းလာသားသမီးများဆူတောင်းပြီးတဲ့အချိန်ရဲ့ကျွန်တော်တို့ဆိုရင်တော့နိုင်ဆိုလို့ရှိရင်တော့တနာရီရဲအပြင်ပြောရင်2ရက်နောက်ကျရင်73ရက်73လောက်တွင်ငွေကြီးနဲ့ပတ်သက်တဲ့နှိမ့်နဲ့ဆက်တဲ့ကိစ္စများအများဆုံးအဆင်ပြေမီဖြစ်ပါကြောင်းလောကချမ်းသာရေရာများနေနဲ့တင်းနှင်းလာသားသမီးတွေကငွေကြီးနဲ့ပတ်သက်တဲ့မှာတင်းနှင်းလာအရှိရကိုလှည့်ပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင်တော့ဒီရေတရားလေးကြောင့်ပဲခမမှာပိတ်ဆို့နေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာတင်းနှင်းလာသားသမီးတွေဒီချိန်မှာစိတ်နဲ့ပတ်သက်တဲ့မှာစိတ်ထဲမှာထွေတတ်တယ်လက်ရှိရှိနေရမှာရက်တက်နေတတ်တယ်ငွေကြီးနဲ့ပတ်သက်တဲ့ပြတ်တောက်တတ်တယ်ငွေကြီးနဲ့ပတ်သက်တဲ့ပေးရန်ဇရာတွေရက်တောက်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်တင်းနှင်းလာသားသမီးကငွေကြီးနဲ့ပတ်သက်တဲ့နှိမ့်နဲ့ဆက်တဲ့ကိစ္စလေးတွေအဲ့ဒါလေးတွေအဆင်မပြေဘူးစိတ်ထဲမှာတစ်ခုခုကိုထစ်နေတဲ့အတွက်ငွေထစ်တယ်ဖြစ်ချင်တာဖြစ်လှုပ်ချလိုက်မယ်ဆိုရင်တော့အောင်မြင်ကြတတ်တဲ့ကာလမျိုးစိတ်ထွေတတ်တဲ့ကာလမျိုးဖြစ်ပါတယ်ဗျာဒါကြောင့်စိတ်ထွေနေတဲ့တင်းနှင်းလာသားသမီးအားလုံးတို့ဟာခမတန်အိမ်ရိုက်တဲ့တန်ညုံလေးတွေအိမ်မှာရှိတဲ့တန်ကြိုးလေးတွေကိုအင်္ဂါတော့အရှိတောင်တောင်လှည့်ကိုင်းပြီးတော့ဆူတောင်အတင်တန်လေးရဲ့အတင်တန်ကြိုးလေးရဲ့ကျွန်တော်တို့စိတ်တက်တည်ကြနေကျွန်တော်စိတ်တက်ကြပတ်သက်မရှိဘူးဗျကျွန်တော်ဒီစိတ်တက်ကြတာပညာရေးနဲ့ပတ်သက်တဲ့အပြောင်းရွှေရာတူတူနဲ့မင်းနဲ့ပတ်သက်တဲ့အဖန်တီးလေးတွေကြောက်တယ်ဗျာလက်ထက်မှာလည်းပတ်စံပေးထားတဲ့ပတ်စံတွေမရဘူးကျွန်တော်မှတော်တော်ကိုစိတ်တက်တည်ကြနေတဲ့စိတ်တက်တည်အများဆုံးပွင့်လန်းအောင်အတင်တန်လေးကအတင်တန်ကြိုးလေးကကိုကြီးဆောက်ချော့တော်မူပါဆိုတဲ့အကြောင်းအင်္ဂါအရှိတောင်တောင်ကိုလှည့်ပြီးမှခင်ဗျတန်ကြိုးလေးတွေကိုတန်ညုံလေးတွေကိုင်းပြီးဆူတောင်းမယ်ဆိုရင်တင်းတို့ရဲ့ကြာဆင်းနေတဲ့စိတ်ဓာတ်များငွေကြီးများအများဆုံးပွင့်လန်းမယ်ပညာနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်မယ်အပြောင်းရွှေ့ရာထူးတို့တွေအစင်မြင်မယ်စိတ်ထဲမှာအယောင်းဝယ်တွေမကောင်းရင်အယောင်းဝယ်တွေကောင်းလာမှာဖြစ်ပါတယ်ဒါကြောင့်တင်းနှင်းလာသားသမီးများအင်္ဂါတောင်အရှိတောင်တောင်လှည့်ပြီးစိတ်ထဲမှာတခုခုလိုအပ်ချက်ရှိတဲ့အခါတိုင်းအင်္ဂါတောင်အရှိတောင်တောင်လှည့်ပြီးမှတန်ကြိုးလေးတွေတန်ညုံလေးတွေကိုင်းပြီးဆူတောင်းမယ်ဆိုရင်ဆူတောင်းပြီးတဲ့အချိန်နာရီစု4နာရီရအဖြစ်ပြောရင်3ရက်နောက်ကျရင်10ရက်အတွင်း
စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိခံစားမှာဖြစ်ပါတယ်ဗျာဒါကြောင့်တင်းနှင်းလာသားသမီးများစိတ်ဓာတ်ကြနေလောကချမ်းသာရေရာပြောရင်အင်္ဂါတောင်အရှိတောင်တောင်လှက်တန်ကြိုးလေးသို့မဟုတ်တန်ညုံလေးတွေကိုကိုင်းပြီးတော့ဆူတောင်းခြင်းအပြင်တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဒါကြောင့်နော်အဲ့ဒါဒီအချိန်မှာကိုယ်နဲ့နီးနေသက်သက်တဲ့လူယောက်ျားလူယောက်ျားတွေဝါဒရနိုင်တယ်ပြောတော့ဆူတောင်းဆူမြောက်အရှိဆူနောက်တောင်းအဲ့ဒါမျိုးဖြစ်တဲ့ကိုယ့်ရင်ကိုယ့်ရာကိုယ့်မိသားစုကိုယ့်လုပ်ငန်းမှာလုံးအောင်မှာကိုယ့်ရင်ကိုယ့်မိသားစုမှာမနေဘူးကိုယ့်လုပ်ငန်းတွေမလုပ်တဲ့အခါမှာလုပ်ငန်းနဲ့ပတ်သက်တဲ့ရရှိခံစားမဲ့အကျိုးအမြတ်တွေကရတဲ့တဲ့လောက်မရမနဲ့လွဲချုံနေတတ်တယ်တခါတည်းမလိုအပ်ဘဲနဲ့ကိုယ်မှရှိနေတာလေးတွေပြုတ်တတ်တယ်ဗျာအဲ့ဒါမျိုးတွေပြတ်တတ်တယ်လူယောက်ျားတွေဓာတ်ပြက်နေတယ်ပြက်နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ဓာတ်ပြက်နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်လို့အစဉ်ပြေရင်တော့တောက်ကြမြောက်ရက်ကိုလှက်ချိုးခြင်းလေးတစ်လုံးဒါမှမဟုတ်ကိုယ့်ရဲ့ခေါင်းလေးကိုလက်ကလေးနဲ့အနှိပ်တယ်လို့ခေါင်းလေးကိုရှောက်ဖြစ်နှထင်းလေးတွေနှိပ်ထိပ်ပြီးမှဖြည့်ပြီးမှခင်ဗျာစူတော့အသင်ခေါင်းလေးအိမ်မှာရှိတဲ့လူယောက်ျားအလုံးမလို့ဘူးလုံးမှဖြစ်မယ်အိမ်မှာလူယောက်ျားအိမ်မှာမနေဘူးအိမ်နေမှဖြစ်မယ်အပြင်ကိုလိုက်ရသွားနေတယ်လှုပ်တော့လှုပ်ပါရဲ့ပတ်သက်မှဘူးလူယောက်ျားနဲ့ပတ်သက်တဲ့ဓာတ်တွေပြက်နေတဲ့ကိစ္စတွေဒီကိစ္စတွေအဲ့ကိစ္စတွေအစဉ်ပြေခြင်းနဲ့ဆိုရင်တော့တောက်ကြမြောက်ရက်လည်းပြီးမိမိမှာရှိတဲ့ခေါင်းလေးကိုလက်ကလေးနဲ့ရှောက်ဖြစ်စကြောဖြစ်တယ်လို့ဖြစ်အနှိပ်ပြီးတာပေါ့ဗျာအဲ့ဒါမျိုးနှိပ်နေပြီးတဲ့ကမှအကျိုးတွေပြေးသွားတယ်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဒါကြောင့်လောကချမ်းသာရေရပြောရင်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်မပြေတောက်ကြမြောက်ရက်ကိုလက်မိမိရဲ့ခေါင်းလေးကိုလိုက်ပြီးတော့နှိပ်တယ်လို့လိုက်ပြေးပြီးတော့ဆူတောင်းခြင်းအပြင်ကိုယ့်ရဲ့အကျော်တွေပြေးပြီးကိုယ်လည်းနေရထိုင်တာအစဉ်ပြေသွားတယ်လို့သူတို့လည်းလူယောက်ျားတွေမှာပိတ်ဆို့နေအခက်အခဲများအနောက်ကျများအဟန္တာများပြေပြောက်သွားမှာဖြစ်ပါတယ်ဗျာနောက်ကိုယ်နဲ့နီးနေသက်သက်တဲ့မင်းအုပ်ချုပ်တဲ့မင်းနေနဲ့ပတ်သက်မှဇွတ်လုပ်တယ်အမြေယာနဲ့ပတ်သက်တဲ့သိသိမှုတွေဖြစ်တယ်မြေယာတွေနဲ့ပတ်သက်တဲ့ဖြစ်တယ်မင်းနေနဲ့ပတ်သက်တဲ့ပြဿနာဖြစ်တယ်မိန်းမတွေနဲ့ပြဿနာဖြစ်တယ်နိုင်ငံခြားမှာရှိတဲ့မင်းချင်းချင်းနဲ့ပြဿနာဖြစ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်မင်းနေရငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေဖောင်းကြမှုတွေငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေကြုံတွေ့ရမယ်မိန်းမတွေနဲ့ပတ်သက်တဲ့အခက်အခဲမင်းနေနဲ့ပတ်သက်တဲ့ရွှေကောင်းပြောင်ပြောင်ဝင်အောင်တော့ဘေးကကြည့်နေတော့အစင်းပြေးတယ်သူတို့ဘဝကြီးကတော့ကျဉ်းနှံ့နေလို့ဒါပေမဲ့သူတို့ဘဝကြီးကတော့တော်တော်ကိုအချင်းကြီးစိုးနေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်တင်းနှင်းလာသားသမီးအားလုံးတို့ဒီမင်းနဲ့ပတ်သက်တဲ့နီးနေဆက်သက်တဲ့ကိစ္စလေးတွေအစဉ်ပြေခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရပြောလို့ရှိရင်တင်းနှင်းကနေတောင်အရှိမြောက်တောင်လှက်အာလူကြော်လေးတစ်ခုလောက်စားလိုက်စမ်းပါဗျာဖြစ်ပေါ်နေတဲ့အိုးအိမ်လောက်ကိုင်းနဲ့ပတ်သက်တဲ့မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကြောခြင်းလွှားခြင်းလို့အာလူကြော်လေးကိုစားပြီးမှစူတောင်းအသင်အာလူကြော်လေးရဲ့ကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စလုပ်မယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စလုပ်မယ်အပြောင်းရွှေ့ယာတုတို့နဲ့ပတ်သက်တာလုပ်မယ်မြေယာတွေနဲ့ပတ်သက်တဲ့ပြဿနာပေါ်နေရလေပြဿနာညင်းလိုက်တာဗျာဒါကြောင့်ဖြစ်ပေါ်နေတဲ့အခက်အခဲတွေကြီးနှောင်းအဆင်ပြေအောင်အသင်အာလူကြော်လေးကအမြန်ဆုံးကူညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းတနင်္ဂနွေတောင်အရှိမြောက်တောင်လှည့်ပြီးအာလူကြော်လေးကိုစားပြီးမှစူတောင်းမယ်ဆိုလို့ရှိရင်တော့မင်းနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းရွှေ့ယာတုတို့နဲ့ပတ်သက်တဲ့ကိစ္စမြေယာတွေနဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာဒါကြောင့်တင်းနှင်းလာသားသမီးအားလုံးတို့ဒီ၄လပိုင်းအတွင်းမှာမင်းနဲ့ပတ်သက်တဲ့မြေယာနဲ့ပတ်သက်တဲ့အပြောင်းရွှေ့ယာတုတို့နဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့အခက်အခဲကြုံတဲ့တင်းနှင်းလာသားသမီးအားလုံးတို့ဒီလောကချမ်းသာရေရာအရာပြောရင်တင်းနှင်းငွေတောင်အရှိမြောက်တောင်လက်အာလူကြော်လေးစားပြီးမှဆူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေသောကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုသွားခြင်းနဲ့ခီးရတစ်မျိုးပြောခြင်းတဲ့စကားတစ်မျိုးသွားခြင်းသူသွားခွင့်ပြောခြင်းသူပြောခွင့်မရဘဲနဲ့စိတ်ထဲမှာလည်းသွားရင်ပြဿနာတက်မလားဖန်ခံမလားငွေကုန်မလားကြောက်နေတယ်ငါတို့ဒီစကားတွေပြောရင်တော့ပြဿနာတက်ပြီးကြောက်တယ်မပြောတော့ဘူးငြိမ်းနေမယ်အဲ့ဒါမျိုးဖြစ်နေတဲ့ခီးစကားတွေနဲ့ပတ်သက်တော့တွန်းဆုံတွေးဝေးတယ်သွားမယ်ခီးတွေနှောင်းလေးကြကြတဲ့လူများအလုံးတို့ဒီဗုဒ္ဓတောင်ရက်ကိုလက်မျက်နှာလေးသေးပြီးမှဆူတောင်းရေချိုးမျက်နှာသေးမတ်တက်လည်းသေးဘယ်အချိန်ပြမျက်နှာသေးချင်တယ်ဆိုရင်တော့အဲ့ခမဗုဒ္ဓတောင်ရက်ကိုလက်ပြီးတဲ့ရင်ထစ်ကောင်လွဲချောနေတဲ့ကိစ္စများအများဆုံးတက်မှာဖြစ်ပါတယ်ဗျာမျက်နှာသေးတယ်မှာလည်းကျွန်တော်ခီးတွေသွားမယ်အန်တရေကင်းနေနဲ့ပတ်သက်နေကုန်ကြနေခြင်းနဲ့ကျွန်တော်ပြောတဲ့စကားတွေအောင်မြင်နေတယ်ဗျာဒါကြောင့်မျက်နှာသေးမှအဲ့ကိစ္စလေးတွေအစဉ်ပြေအောင်ကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းလေးလပိုင်းတွင်မှာတင်းနှင်းလာသားသမီးအားလုံးတို့ဒီဟာလားဗုဒ္ဓတောင်ရက်ကိုလက်ပြီးမျက်နှာတစ်မယ်ဆိုရင်တော့လောကချမ်းသာရေရပြောရင်ကံကောင်းခြင်းများမျက်နှာတစ်ပြီးတဲ့အချိန်ရဲ့3နာရီရဖြစ်ပြီးတော့နေ့လောက်တင်ပိတ်ဆို့နေတဲ့ခီးသားများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒီအချိန်မှာကိုယ်နဲ့ပတ်သက်တဲ့နီးနေဆက်သက်တဲ့အမျိုးတွေအားကောင်းတယ်အမျိုးတွေအားကောင်းတယ်အခုညီပေးတဲ့လူဟာတစ်ပိုင်းပြဿနာရှာတဲ့လူဟာတစ်ပိုင်းဟာလားထီတွေပေါက်တတ်တယ်အစုလိုက်ပြုံလိုက်ဝင်တတ်တယ်ဒါမှမဟုတ်ရင်အမျိုးတွေနှိမ့်ဆက်လို့ကုန်တတ်တယ်အစိုးရနဲ့ပတ်သက်တဲ့ပြဿနာကြီးဖြစ်တတ်တယ်ဖြစ်ရင်နိုင်ငံရေးမှုနဲ့ပတ်သက်လို့ဖြစ်တတ်တယ်ဖမ်းခံရမယ်ငွေကြီးနဲ့ပတ်သက်တဲ့ကုန်ကြမှုက2ကြိမ်လောက်ပေးပြီးမှလွတ်တတ်ပါတယ်ဗျာဒီချိန်မှာတင်းနေတာသားသမီးများ15ရက်အတွင်းမှာညီငင်ကုတ်ကလေးနေပါ15ရက်ကျော်ရင်တော့လွတ်လပ်နဲ့သွားလို့လာလို့ရပါပြီအထူးသဖြင့်15ရက်အတွင်းမှာ
ခင်ဗျာကျမ်းမာရေးနဲ့ပတ်သက်လို့တခုဖြစ်မဲ့ဆိုရင်အစာရင်နဲ့ပတ်သက်တဲ့ယောဂများဖြစ်တတ်တယ်ဥမှာယောဂပိုးတွေဝင်တတ်ပြီးဥနဲ့ပတ်သက်တဲ့ဥမတန်းလို့ယောဂနဲ့ပတ်သက်တဲ့ပိုးနဲ့ပတ်သက်တဲ့ယောဂဝင်ကြိုက်တဲ့ပိုးများဝင်တယ်လို့ဝင်တတ်ပါတယ်ဗျာဒါမှမဟုတ်အဲသေးတဲ့ဖြစ်ရင်တော့ခပြီးသွားရင်မှတ်တာခင်ဗျာခွေးတွေတိုက်မိလို့ဆိုင်ငယ်တွေလဲမယ်ပွန့်မယ်မကြိုးပါဘူးမကြိုးပါဘူးပွန့်သွားမယ်ဒါမှမဟုတ်ဆိုင်ငယ်လဲမယ်သွားရင်လာရင်လည်းလဲတတ်ပါတယ်အိမ်ထဲမှာမလဲပါဘူးဗျာအပြင်လဲတာပါအဲ့ဒါမျိုးတွေဖြစ်တတ်ပါတယ်ယောဂရပြောလို့ရှိရင်ညပိုင်းမှာခင်ဗျအဲ့ဟိုပေါ့တခုလေးဝေးအိမ်မယ်အေးဘက်ခံလိုက်ရင်တော့ချောင်းဆိုးမယ်အပူနာယောဂများဖြစ်တတ်ပါတယ်ရာအပူကြွေးတွေဖြစ်မယ်ဇကြောတွေတက်မယ်သွေးတိုးတာမဟုတ်ဇကြောတွေတက်နေတတ်ပါတယ်အဲ့ဒါတော့ခင်ဗျရာသီဥတုအပူအေးမများလို့နေတဲ့အခါမှာအင်ကြီးပေါ့ပေါ့ပပနဲ့ဝတ်တဲ့အတွက်အပူပြန်ပြီးတော့ချွေးတွေထွက်ပြီးအေးပတ်ပြီးအပူပြန်တဲ့ယောဂဖြစ်ပြီးဇကြောတက်ခြင်းချောင်းဆိုးခြင်းနာရီယိုခြင်းအေးပတ်တဲ့ယောဂခြင်းများဖြစ်တတ်ပါတယ်အဲ့ဖြစ်ပေါ်နေတဲ့ပြဿနာအလုံးတို့ဒီယနေ့ဗုဒ္ဓတောင်ရက်ကိုလှည့်ပြီးမှစူးတောင်းပြီးမှတခုခုစားမယ်တောက်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်ရေတောက်တဲ့ရေလေးကိုတောက်တာမဟုတ်ယောဂကိုပြောင်းလဲစေတဲ့ဆေးပေါင်းဓာတ်ပေါင်းကိုတောက်တာပါဒါကြောင့်ဒီရေလေးကိုတောက်ပြီးတဲ့အချိန်ယောဂရေကိုတောက်တာမဟုတ်ဘဲနဲ့ယောဂကိုပြောင်းလဲတဲ့ဆေးပေါင်းဓာတ်ပေါင်းနေနဲ့တောက်တာပါဆိုတဲ့အကြောင်းတောင်ရက်ကိုလှည့်ပြီးမှရေလေးတွေတောက်မယ်ယောဂဝိဒ္ဓနဲ့ပတ်သက်တဲ့ကိစ္စများပြဿနာများကင်းစင်ပြီးအဆင်ပြေမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာနော်ဒီချိန်မှာတင်းနေတာသားသမီးတွေကယောဂဘောလို့ဒူးကကြွားမယ်အစုဖွဲ့နဲ့ပတ်သက်တဲ့အန္တရာယ်ကင်းပြီးတော့ငွေကြေးနဲ့ပတ်သက်တဲ့မှာအစုလိုက်ပြုံးလိုက်လိုချင်တဲ့ပုံကိုအားလုံးတို့ဒီမျက်နှာတစ်တဲ့အခါမှာကြာသာပရိနောက်ရက်ကိုလှည့်ပြီးမျက်နှာလေးတက်မျက်နှာတည်မှတ်တာဆူတောင်းပေါ့ဗျာကျွန်တော်မျက်နှာလေးတက်တယ်ကျွန်တော်ထီလေးတွေပေါက်ခြင်းနဲ့အစိုးရနဲ့ပတ်သက်တဲ့ပြဿနာတွေပြည့်ချင်မှုအမှုခင်းပြဿနာတွေဝေးခြင်းနဲ့အိမ်မှာမိသားစုနဲ့ပတ်သက်တဲ့အနောက်ရက်တွေကင်းခြင်းနဲ့အဲ့ဒါရိုးရဖို့လို့ဒိုးရကြော်ပြီးငွေကြေးများအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ပြီးသာသနာလေးပြုခြင်းနဲ့လူတွေတန်းခြင်းနဲ့ဗျာအဲ့ဒီကိစ္စလေးအများဆုံးအဆင်ပြေအောင်မျက်နှာလေးတစ်ပြီးမှဆူတောင်းမယ်ဆိုလို့ရှိရင်တော့တင်းနှင်းလာသားသမီးအားလုံးတို့ဒီကြာသာပရိနောက်ရက်ကိုလှည့်မျက်နှာတည်မှတ်တာဆူတောင်းမယ်ဆိုရင်လောကချမ်းသာအရာတွေရမယ်ဆူတောင်းပြီးတဲ့ချင်းနိုင်ပိုင်းဆို4နာရီရေအဖြစ်ပြောရင်3ရက်နောက်ကြရင်တော့9ရက်အတွင်းခင်ဗျားတို့မှာပိတ်ဆိုနေငွေကြေးများဆူလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပြီးအန္တရာယ်ကင်းဘေးချင်းမီဖြစ်ပါကြောင်းလေးလပိုင်းအတွက်လောကချမ်းသာရေရာများကိုတင်ပြပေးလိုက်ပါတယ်ဗျာကျွန်တော်တို့ဒီလိုလေးလပိုင်းအတွင်းမှာတင်းနှင်းလာသားသမီးတွေကပုတ်တဲ့နေရာပုတ်ပေါ်တဲ့နေရာပေါ်သလိုပဲအစပိုင်း15ရက်အတွင်းကတော့ညံ့တတ်ပါတယ်15ရက်ကျော်သွားရင်တော့အောင်မြင်မှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာ15ရက်ကျော်တဲ့မှာတခုခုလှုပ်ရှားမယ်ဆိုရင်ခင်ဗျတက်ကြွကြနဲ့အပိုင်နာလုပ်ပြီးတော့ခင်ဗျတို့ရတဲ့ရတိတ်တဲ့အခွင့်အရေးရမယ်ပတ်သက်ရမယ်တသိန်းယူမလား2သိန်းယူမလားဆို2သိန်းပဲယူမယ်တသိန်းမယူလွှတ်မလိုက်ခင်ဗျ2သိန်းရလိမ့်မယ်10သိန်းယူမယ်ပတ်သက်နဲ့ပတ်သက်တဲ့ကိစ္စလုပ်ငန်းနဲ့ပတ်သက်တဲ့အခွင့်အရေးတွေက15ရက်နောက်ပိုင်းမှာအကြီးအကျယ်ပေါ်ပေါက်လာမှာဖြစ်ပါတယ်မထင်မှပဲနဲ့ရုပ်ကြည်ပေါ်ပေါက်လာပြီးရရှိခံစားမဲ့အခွင့်အရေးတွေကိုအပိုင်သုံးချလိုက်ပါခင်ဗျားတို့အပိုင်သုံးချမယ်ဆိုရင်တော့အဆင်ပြေမယ်ဒီကျွန်တော်တို့ဒီတစ်ပတ်ထူးထူးခြားခြားရေရာလေးရတော့ခင်ဗျားတို့ရပြောရင်တံမြာသီးလေးဗျတံမြာသီးလေးတင်းနှင်းလာအရှိရက်ကိုလှက်ဒီအချိန်လေးတွေမှာခင်ဗျာဒီလိုလေးလပိုင်းအတွင်းမှာတင်းနှင်းလာအရှိရက်ကိုပြီးတံမြာသီးလေးတွေရှူပါဗျာအမုန်းမောပြေတံမြာသီးရှူရင်မူးတဲ့မောတဲ့ကိစ္စတွေပြေတံမြာသီးဖြောသွားရင်တော့သွေးတိုးတဲ့ယောဂတွေကြာပြီးတော့ခင်ဗျာအားရှိတယ်ဗျာခင်ဗျားတို့မှာပိတ်ဆိုးနေတဲ့ကံနေပိတ်ဆိုးတဲ့အညံ့နေပိတ်ဆိုးနေတဲ့ကုသိုလ်ကံနေအကုသိုလ်ကံနေဟိုဖွင့်ညင်နေအဲ့ဒါကြီးပျောက်ချင်တယ်ဆိုရင်တော့တင်းနှင်းလာအရှိအရာကိုလက်တံမြာသီးလေးကိုကိုင်းရှူလိုက်ဆူတောင်းလိုက်ဆူတောင်းတဲ့ခါမှာဘာတွေဆူတောင်းတယ်တော့မသိဘူးခင်ဗျာတောင်းညင်တာတောင်းရှူလိုက်ဆူတောင်းလိုက်ရှူလိုက်ဆူတောင်းလိုက်6ကြိမ်တိတိရှူပြီးတော့6ခါတိတိဆူတောင်းလိုက်သမှာဗျာဆူတောင်းပြီးတဲ့အချိန်ကစပြီးမြန်ရင်တနာကြီးရေအဖြစ်ပြောရင်နှဲလောက်တွင်ခင်ဗျာမှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရောဘောချန်နေရတလစာဒါလေးလပိုင်းအတွက်တင်းနှင်းလာသားသမီးနဲ့ပတ်သက်ပြီးတော့တလစာလောကချမ်းသာရေရာများကိုတင်ပြပေးနေတာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့ရောဘောချန်နေရဲ့ဟာလာလောကချမ်းသာတလစာရေရာများကိုကြည့်ကြည့်ပြီးဆောင်ရွက်ခြင်းဖြင့်သင်တို့မှာပိတ်ဆို့နေသောကိစ္စများအများဆုံးပွင့်လန်းပါစေကြောင်းရောဘောချန်နေမိသားစုကိုစားဆရာကြီးမြန်မာပြည်မှာလေးလေးစားစားဆူတောင်းမြတ်တာပို့လိုက်ပါတယ်ဗျာအားလုံးကျမ်းမာပြီးချမ်းသာကြပါစေဗျာကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ